ဟုတ်ကဲ့ဟိုတနေ့ကကျွန်တော်ဒီအေယာလေးတိုင်းတောက်တဲ့မြို့နယ်ဝိုင်းအောင်သူကျွော်မှာရဟန်းကိစ္စပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်တင်ထားပါတယ်အခုဒီမှာဒေသခံဆရာတော်တစ်ပါးရှင်းပြလာတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဒါကတော့အဲဒါကြောင့်မို့ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒါဒေသခံဆရာတော်ရဲ့ဒါဖြည့်ရှင်းချက်လေးပေါ့နော်အားလုံးတူတူကျွန်တော်နဲ့ရှောက်ကြည့်ဖို့ကျွန်တော်ကမိတ္တရက်ခန့်ချင်ပါတယ်ခင်ဗျာမကြည့်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို Subscribe လေးနှိပ်ပေးထားပါဦးလို့ကျွန်တော်ကမိတ္တရက်ခန့်ချင်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါတို့တွေဒီလိုဗီဒီယိုတွေကိုလုပ်ထားမရှိပါဘူးအခုချိန်ခါမှာတော့ဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်နောက်ဇလီမင်းဆောင်တွေအတွက်ဒီဗီဒီယိုကိုမဖြစ်မနေလုပ်လိုက်ရခြင်းဖြစ်ပါတယ်ARတိုင်းဒေသကြီးကြိုက်လက်မြို့နယ်ကျောင်းစုကြီးရွာအုပ်စုဝေယုံစုကြီးရွာမှာထွေရပေါယဟန်သာဇံရပုဂ္ဂိုလ်ဆိုပြီးတော့အုံတောင်းနေဖြစ်နေတဲ့ဒီကိစ္စဟာရိုးသားမဟုတ်ဘူးဟာတာတခုလည်းမဟုတ်ဘူးဆိုတာကိုသိစေချင်လို့ဒီဗီဒီယိုကိုလုပ်ပြလိုက်တာပါဒီပုဂ္ဂိုလ်ဟာစိတ်ကြမ်းမာကြီးမပြည့်တဲ့ပုဂ္ဂိုလ်ပါစိတ်ကြမ်းမာကြီးမကောင်းပါဘူးအဲ့ဒီပုဂ္ဂိုလ်ငငယ်တွေကသင်္ကန်းဝင်မယ်စာသင်တိုင်းမှာသတင်းသုံးတယ်နည်းနည်းလေးအရွယ်ရလာတဲ့အခါမှာသူ့ဆရာနဲ့ကျောင်းစုကျောင်းမှာပြန်ပြီးတော့သတင်းသုံးတယ်ဆရာတော်ကြီးပြန်လုံတော်မူတယ်နောက်ဆရာတော်ကြီးနဲ့နောက်ဆရာတော်ကြားမှာနောက်ဆရာတော်ရဲ့လက်ထက်အထိတဝါလောက်သတင်းသုံးခဲ့ပါတယ်အဲ့ဒီစကူးမကူအချိန်မှာသူဟာစိတ်ကြမ်းမာကြီးမကောင်းဘူးဆိုတာကိုဘာကြောင့်လဲဆိုတာအကြည့်ရသူကြည့်ရသားတွေသိကြပါတယ်အဲ့တော့အဲ့ပုဂ္ဂိုလ်ကကျောင်းသူကျောင်းအောင်လေးဖေခွာပြီးတော့သူ့ရဲ့ယဟန်တာယကမဒေါ်ကြီးရဲ့အိမ်ကိုသတင်းသုံးပါတယ်သူယဟန်တာကမအနေနဲ့ခိတ္တခဏသတင်းသုံးခိုင်းလိုက်တယ်ပေါ့သတင်းသုံးဝင်ပြုတယ်ခိတ္တခဏသတင်းသုံးခိုင်းလိုက်တယ်အဲ့တော့ခိတ္တခဏဆိုတဲ့အခြေအနေကနေပြီးတော့ဘယ်လောက်ကြာသွားပြီလဲဆိုတော့12နှစ်ကြာသွားပါပြီအဲ့12နှစ်ကြာတဲ့အချိန်ကျမှဒီကိစ္စကြီးဟာအုံတောင်းနေပေါ်လာရခြင်းဖြစ်ပါတယ်သူကဒီမှာသတင်းသုံးတယ်ပုံစုံလေးစားပြီးတော့ဒီတိုင်းသတင်းသုံးပြီးတော့နေခဲ့သူရဟန္တာကမကသူသာပုဂ္ဂိုလ်စီပုဂ္ဂိုလ်မှန်တာဆိုရင်ဒီအိမ်တွေဝင်းတွေကိုလှူဒန်းခဲ့မှာဒီကံမလွဲဒါပေမဲ့လို့သူရဟန္တာကမကိုယ်တိုင်ကဒီအိမ်ဒီဝိုင်းကိုနောက်တဦးလက်ထဲကိုရောင်းပြီးသားဖြစ်နေပါတယ်အခုချိန်ခါမှာတော့လွန်ခဲ့တဲ့နှစ်တည်းကနေပြီးတော့ပိုင်ရှင်ကပေါ်လာတော့လက်ရှိသတင်းသုံးနေတဲ့ပုဂ္ဂိုလ်ကိုဖယ်ရှားပြီးဖို့တောင်းဆိုတဲ့နေရာမှာဖယ်ရှားမပေးတဲ့အခါမြို့နယ်တန်ခါနာယကတွေရက်ကြီးတန်ခါနာယကတွေကိုတိုင်တန်းပြီးတော့ဖယ်ခိုင်းပါတယ်အကျဉ်းချင်းမြို့နယ်ခရိုင်မြို့နယ်တန်ခါနာယကကအများနဲ့အလုပ်လုပ်ပြီးတော့ဒီဟာတွေကိုအစဉ်တင်ကြားခဲ့ပြီးဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ညှိနှိုင်းတဲ့စာချုပ်ကိုလည်းဦးစင်းတင်ထားပါတယ်နောက်ဆုံးဒီ၄လပိုင်း30ရက်နေ့မှာဒီအိမ်ကနေထွက်ခွာရမယ်ဆိုတာကိုဦးဥဒ္ဒရာရဲ့ညီကိုစောသူအပါဝင်လက်မှတ်ထိုးပြီးတော့ဒီ30ရက်နေ့မှာဖယ်ပေးပါမယ်ဆိုတာလက်မှတ်ထိုးပြီးသားဖြစ်နေပါတယ်အဲ့ဒီလိုညှိနှိုင်းတဲ့၄လပိုင်း30ရက်နေ့မတိုင်ခင်လေးမှာမှအခုလိုအချိန်မှာကတ်ပြီးတော့ဒီပုဂ္ဂိုလ်ဟာ3နှစ်လောက်ရှိပါပြီဆုံးမဖုံးပြီးတော့ဒါရေပဲတောက်ပြီးတော့ကျင့်ကြံနေတာပါကောင်းကင်ဘုံမှာဇံရယဟန်ကောင်းကင်မှာဇံပြန်နေတာကိုတွေ့ပါတယ်ဆိုပြီးတော့ပြောပြီးတော့ဖွာတာဒီခရိယန်တွေဖြစ်ပါတယ်ဥဒိရှိမှာဒေတာတွေရှိပါတယ်ခရိယန်တွေကနေပြီးတော့ခရိယန်အဲ့ရွာကခရိယန်ဘာသာဝင်တချို့ကနေပြီးတော့ဇံရယဟန်တွေ့တယ်စသည်အဖြစ်တောင်းအိုးတောင်းနေဖွာလိုက်တာဘုံတော်မရှိတဲ့ဘာသာရေးအတိတရားနေတဲ့ပုံကိုယ်တွေကလည်းယဟန္တာလို့ဆိုလို့ရှိရင်ဟုတ်လားနော်ဖြစ်နေကြ14မင်းဆောင်တွေရထုံးစံအတိုင်းဘုံတော်ကလည်းနဲတော့ဘာသာရေးအတိနဲတဲ့အခါကျတော့တွားပြီးတော့သူထံကအလူရဲ့တွားခြင်းဖြစ်ပါတယ်ဒါဟာဘုံတော်မရှိတဲ့လူကိုပဲပြောတာဘာသာရေးအတိမရှိတဲ့လူကိုပဲငါပြောတာ
အဲ့တော့တကယ်အစစ်မှန်ဒီပုဂ္ဂိုလ်ဒီစိတ်ကျမ်းမာရေးမပြေပါဘူးနောက်တစ်ခုဒီ30ရက်နေ့ဒီလေးလပိုင်း30ရက်နေ့မှာဒီအိမ်ကနေဖယ်ရှားပေးရမယ်ဆိုတဲ့စာချုပ်ချုပ်ပြီးသားလက်မှတ်ထိုးပြီးသားကတိပေးပြီးသားဖြစ်ပါတယ်နော်အဲ့ဒါကိုအခုကြာမှအချိန်တိုင်းဘာကြောင့်ဖွာတာအခုလည်းပဲဖယ်ရှားခံပြီးမှဦးဇင်းတို့ဗုဒ္ဓဘာသာကိုပြောင်းကြွလို့ချောတာလို့တန်ဖိုးမထားတာလို့ဖွာတာဒီဘာသာကြားတွေဖြစ်ပါတယ်အဲ့ဒါဗုဒ္ဓဘာသာဝင်တွေကဒါကိုမသိဘဲနဲ့ဆဲဆိုးနေခြင်းဖြစ်တယ်ဆိုတာလေးကိုတင်ပြခြင်းဖြစ်ပါတယ်အားလုံးအမှန်တရားကိုဆက်ပြီးတော့လေ့လာကြပါ